ကျွန်တော်နေတဲ့မြို့မှာတကြံကိုခန်းခန်းနာနာကျင်းပဖို့အတွက်မြို့တာဝန်ရှိသူတွေကဆုံးဖြတ်လိုက်ကြပြီဒါပေမဲ့ရာသီပူချိန်ကတော့တော်တော်ဆိုးပါတယ်နောက်ပြီးတော့ဒီနေ့မှာပဲခန်းသားရဲ့ဈေးအောင်ပွဲတော်ကြီးရှိလိမ့်မယ်လို့သိရတယ်ဒီဈေးအောင်ပွဲတော်ကြီးကြောင့်လူအများများစီကားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ပေါ့ဖော်တို့ဗီဒီယိုအဆုံးထိကြည့်လိုက်ပါဒီတကြံကြီးကပြောဖို့ကောင်းတဲ့တကြံဖြစ်မလားဆိုတာတမရိုးကြမဖြစ်လာနိုင်ပါဘူးနေဦးဒီနေ့တကြံထွက်ရင်ကောင်းမလားမသိဘူးမနေ့ကလည်းမထွက်ခဲ့ရဘူးဒီနေ့တော့ထွက်ကိုထွက်မှဖြစ်မယ်ဒါပေမဲ့အပြင်မှာလည်းယာရီဥလူကတော်တော်ဆိုးရယ်လက်ခံထားတဲ့အလုပ်တွေကလည်းအများကြီးပဲတကြံထွက်တာအကြောင်းမဟုတ်တကယ်လို့ဖြားသွားလို့ရှိရင်3-4ရက်လောက်ကတော့ဘာမှမလုပ်နိုင်မကင်နိုင်ဖြစ်သွားလိမ့်မယ်နောက်ပြီးတော့ဒီငါတို့မြို့မှာအခုတကြံဈေးအောင်ပွဲတော်ကြီးရှိမယ်လို့သိထားရတယ်ဆိုတော့တကြံဈေးအောင်ပွဲတော်ကတော့တော်တော်စီကားမှာပဲပြောဖို့လည်းတော်တော်ကောင်းပါတစ်ခေါက်လောက်တော့သွားလေခြင်းကောင်းမလားကွာ